ဝေဖန်တာနဲ့ကဲရတာနဲ့တူလားမတူပါဘူးတပည့်တော်ဒီနေ့ကပြောခဲ့တယ်နော် sandwich method ဆိုတာမျိုးလို့ကောင်းတာလေးစပြောလိုအပ်ချက်လေးကိုပြောပြီးပြီဆိုရင်ဒီတိုင်းတန်းလန်းကြီးပြတ်မထားခဲ့နဲ့အောက်ကပြန်ပြီးတော့ဒါလေးပြင်လိုက်ရင်တော့ဘယ်လိုအကျိုးကျေးဇူးဖြစ်သွားမယ်ဆိုတာပြန်ပြီးတော့ပံ့ပိုးပေးဖို့လိုတယ်တချို့ကဝေဖန်လိုက်တယ်ဝေဖန်တာမဝေဖန်တဲ့ခါကဲရတာနဲ့တူတယ်ဟောစားစားချင်းတော့သူကလေ့ကျင့်ထားတာဖြစ်တဲ့ပြောပြီးခင်ဗျားဒါတော့ကောင်းတယ်ဗျာဒါတော့မကောင်းဘူးဆိုတော့ဒါမင်းသဘောနဲ့ပြောတာလားဒီလိုမျိုးဖြစ်သွားဟုတ်တာလားကောင်းတယ်မကောင်းဘူးဆိုတော့မင်းသဘောနဲ့ပြောတာလားငါလည်းငါလှုပ်ချင်လုံးပါလေဒီလိုမျိုးဖြစ်သွားမှာပေါ့အဲ့ဒါတော့နောက်ကဗာလေးနဲ့ပေးရအဲ့ဒါလေးကိုပြင်လိုက်ရင်တော့ဟောဒီလိုအကျိုးကျေးဇူးတွေများသွားကြရှိတယ်ဒါကြောင့်ဒါလေးပြင်သေးခြင်းတယ်ဆိုတဲ့ဟာလေးပြန်ပြီးတော့အကောင်းလေးနဲ့ပြန်ပိတ် positive negative positive အပေါင်းအနှုတ်အပေါင်းဒီတိုင်းသွားမယ်ဝေဖန်နေဆိုတာအပေါင်းနဲ့စအကောင်းနဲ့စလိုက်ပြီးရင် तू ပြင်ရမယ် negative sex तू ပြင်ရမယ်အပိုင်းလေးပြုပြင်စေခြင်းတဲ့အပိုင်းလေးကိုထုတ်ပြရှင်းရှင်းလင်းလင်းပြောမင်းကွာနေတာထိုင်တာမဟုတ်ပါဘူးဘလို့နေတာထိုင်တာမဟုတ်တာအနေထိုင်ပတ်ဆက်တယ်လားအစားအသောက်ပတ်ဆက်လို့လားအဲ့နေကြီးလို့လားဟုတ်လားတန်တန်ရှင်းရှင်းမနေလို့လားဒါတိတိကျပြောမင်းကွာနေတဲ့ထိုင်တဲ့နေရာမှာတန်တန်ရှင်းရှင်းလေးနေတိုင်းတော့ကောင်းပါပဲဒီလိုပြောရင်ပိုသိချတယ်ပြင်တဲ့သူကပြင်လို့မလွယ်ဘူးလားလွယ်တာဗောမင်းဟာမဟုတ်သေးပါဘူးကွာဆိုပိုးဆိုးရောမဟုတ်သေးရပါမဟုတ်တာဟုတ်လားနော်တပည့်တော်ပြောတယ်နော်သဘောပေါက်လားမဟုတ်သေးပါဘူးဆိုကဲရတာပဲဝေဖန်တာတော့ဘယ်လိုလုပ်အောင်ဘယ်အပိုင်းလေးတော့ပြင်သေးခြင်းတယ်ဆိုတဲ့ဟာကိုပြင်ကောင်းပါဆိုတဲ့ဟာကိုရှင်းရှင်းလင်းလင်းထောက်ပြဖို့လိုတယ်အဲ့ဒါကိုဝေဖန်တယ်ပြ analysis လုပ်ပြအဲ့ဒါလေးပြင်လိုက်ရင်တော့ဟာဒီအကျိုးကျေးဇူးများသွားမယ်ဆိုပြီးတော့အကောင်းလေးနဲ့ပြန်ပြီးတော့ပိတ်လိုက်အဲ့ဒါဆိုပြင်ရင်တဲ့စိတ်လည်းဖြစ်လာသားသမီးတွေကိုမိဘတွေကဆုံးမတဲ့အခါဆရာတွေကတပည့်တွေကိုဆုံးမသွန်သင်တဲ့အခါဦးစီးကောင်းဆောင်တွေကနောက်လိုက်တွေကိုလမ်းညွှန်တဲ့ကအဲ့တိုင်းသွားအဲ့လိုမျိုးမင်းမဟုတ်သေးပါဘူးကွာဆိုတာမျိုးနဲ့တော့မရဘူးလူတွေဟာကိုယ့်အတ္တနဲ့ကိုယ်ပဲဟုတ်တယ်ထင်လို့လုပ်တာဟုတ်တယ်မလားတဏှာမာနဒိဋ္ဌိဆိုရင်ကိုယ်သဘောကျလို့လုပ်တာကိုယ်ယုံကြည်လို့ကိုယ်လုပ်တာမှန်လားမမှန်တာအရင်နဲ့သိတယ်ဆိုဘယ်လိုလုပ်မလဲဟုတ်ဘူးလားဗျာနော်ကံတဏှာမာနဒိဋ္ဌိအာကြီးတကမမှန်လဲလှုပ်ချင်လုပ်မှာဘာလို့ဇေယကကိုလှုပ်ချင်လှုပ်ချင်တဲ့ဇေယကိုဗျာအဲ့တော့ပြင်းသေးခြင်းနဲ့ဆိုဘာလို့အောင်ပြင်းသေးခြင်းနဲ့အပိုင်းကိုရှင်းရှင်းလင်းလင်းပြောကြိုက်ပြောဘာပြင်းသေးခြင်းတော့ပြောအဲ့ဒါတော့ကိုယ့်အကိုသိဟောပြောပြီကိုယ့်အကိုသိဆိုတော့ဘယ်ဟာသိအောင်ကြောင်းကိုယ့်အကိုသိမှတော့လာပြောမနေနဲ့ပေါ့ကွာလို့ပြောအောင်ပေါ့ဟုတ်လားသဘောပေါက်လားမသိဘူးနော်ဝေဖန်တာနဲ့ကဲရတာနဲ့ရှင်များတို့ကွဲပြားမယ်ထင်ပါတယ်ဟုတ်လားအဲ့တော့ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကကဲရမလားဝေဖန်ရမလားဝေဖန်တဲ့ဆိုတဲ့နေရာမှာရှင်းရှင်းလင်းလင်းအပြစ်ကိုမြင်အဲ့ဒီအပြစ်ကိုပြင်လိုက်ရင်တော့ဟောဒီအကျိုးကျေးဇူးကိုဖြစ်သွားမယ်ဆိုတဲ့ဟာကို positive negative positive အပေါင်းအနှုတ်အပေါင်းအပေါင်းတို့အပေါင်းတစ်ခုခြံရမ်းပြီးတော့ပြင်လိုက်တဲ့အခါအကုန်လုံးအပေါင်းဖြစ်သွားကောင်းသွားရောအဲ့ပြဿနာတစ်ခု problem solving ရှင်းပြီးသားဖြစ်သွားတယ်အဲ့ဒါကို sandwich feedback method လို့ခေါ်ပါတယ် criticism မှာဒါပြောထားတယ် criticism ဆိုတာဝေဖန်နည်းစနစ်တွေပါဒီလိုဒါအကျေအသင်ကြီးမရလို့ထားလိုက်တော့တော့ထောက်ရှုအဲ့ဒါဆိုဒါလေးဒီလိုပြန်ကြည့်အောင်ဂီဝနိယသုံးမှာပြောတယ်မြတ်စွာဘုရားကြီးရဲ့ခေါင်းဆောင်မှုအကြီးအကဲတွေလိုက်နိုင်မယ့်ကျင့်ဝတ်တွေကပြောလိုက်ပါဗျာထားကြွားနိုးကြတဏှာတိခတ်ဝေဖန်ထောက်ရှုဤ6ခုကကြည်သူခြင်းဟာတရားသည်ဟောနောက်တစ်ခုပါတယ်ဗျာကဏ္ဍပုတ်တင်ကိုင်းမင်လိမ်မျိုးနတ်သို့ခွေးအဤ6ဝနာယကမတဲ့ကဏ္ဍလိုပါတယ်ကန့်လန့်သွားတယ်တော့မဟုတ်လက်မထောင်တယ်အမျိုးမျိုးရှိတယ်ကဏ္ဍကိုယူသားတယ်ကန့်လန့်သွားတယ်လို့လည်းပြောလက်မထောင်တယ်လို့ပြောနောက်တစ်မျိုးရှိတယ်ကဏ္ဍကတကောင်နဲ့ဆိုရင်ရှင်ပြရင်တွေအိုးထဲမှာထည့်ပြုတ်အပေါ်ကအဖုံးပိတ်တာရအောင်တွန်းပြီးတော့တက်သွားတယ်အဲ့တော့3-4ကောင်လောက်ထည့်ထားရင်အပေါ်တစ်ကောင်တက်ရင်အောက်တစ်ကောင်ဆွဲချအဖုံးမှာလှက်ထားလို့ရသွားပြီအဖုံးပိတ်စရာမလိုတော့ဘူးတစ်ကောင်နဲ့မထားနဲ့တစ်ကောင်နဲ့ထိုင်တစ်ကောင်သန့်တယ်ရအောင်တွန်းတက်သွားတာရတယ်3ကောင်လောက်ထည့်ထားတစ်ကောင်အပေါ်ရောက်ရင်အောက်ကကောင်ဆွဲချအဲ့တော့အဲ့ဒါကဏ္ဍလူမျိုးအဖွဲသီးထဲမှာတယောက်တိုးတက်သွားရင်ပါလေအိဒါမေစရိယတွေဆွဲချလိုက်မယ်ကဏ္ဍလူတွေကောင်းဆောင်ဖြစ်လို့လည်းမရဘူးဖွဲသီးထဲမှာကဏ္ဍလူတွေများနေလည်းမကောင်းဘူးဟုတ်လားဗျကန့်လန့်သွားတော့လွယ်အိတ်တယ်နော်လွယ်အိတ်လူမျိုးပေါ့နော်ကန့်လန့်တိုက်တယ်ဆိုတာမျိုးတွေပေါ့ဒါပေမဲ့နေရာတိုင်းရှင်များတို့ခေါင်းချင်းကောက်ခါလှုပ်လို့လည်းမရဘူးကန့်လန့်တဲ့လူကလည်းလိုတာပဲဗျဟုတ်လားဗျနော်အတိုင်းအပေါ်မှာတစ်ခုတည်းလိုတယ်ဘာလို့ဆိုတော့အကုန်လုံးကကောင်းပါတယ်ဆိုရင်ရှင်များမကောင်းတဲ့ရှုတော့မပြောတော့အဲ့တော့တယောက်တည်းဖြစ်နေတယ်မကောင်းတာကိုပြောဖို့ခက်နေမြင်တော့လည်းမြင်နေတယ်မကောင်းတာကြီးဟုတ်တယ်ပြောဖို့ခက်တဲ့ကမပြောတော့ဘာဖြစ်လဲအဖွဲသီးကိုထိခိုက်မသွားဘူးလားအဖွဲ့အစည်းရဲ့ image တွေထိခိုက်မသွားဘူးလားအဲအကြောင်းခေါင်းဆောင်ဒါအရေးကြီးပါတယ်ဟ
ဟုတ်ပြီကနန်းလို့လက်မမထောင်တတ်ဖို့ကိုယ်အဖွဲတဲ့လူကိုဆွဲမချတတ်ဖို့ပေါ့ဗျာနော်ဒါလည်းရေးကြည့်တယ်နောက်တစ်ခုကပါလေပုတ်တင်လို့အဘာပြောပါဖြစ်တယ်ကောင်းပါတယ်ရုပ်တရက်ကြည့်တော့သဘောကောင်းသလိုရှိတယ်သဘောကောင်းလို့ရှိတယ်ဟုတ်လားအဲ့လိုမျိုးဟာကရှင်ပြတာ decision maker လုပ်လို့ရဆုံးဖြတ်ချက်ချတဲ့ပုံကိုနေရနေလို့ရမရဘူးဟိုလူလာလဲခေါင်းညိတ်ဒီလူလာလဲခေါင်းညိတ်ဒီလိုဖြစ်တယ်ရောရက်တဲ့တော့စိတ်လက်စီလို့ပြောဟိုပေါင်ပြေးကတ်ဒီပေါင်ပြေးကတ်ပါအဲ့တော့တချို့ကလည်းဒီလိုရွာမှာတော့ဘာတွေပြောလဲဆိုတော့အဲ့ဒီဥက္ကဋ္ဌပုဂ္ဂိုလ်အဲ့လိုဖြစ်နေဗတ်ပင်ပါတဲ့ဆွဲတဲ့ဘက်ပါတာပါအဲ့ဒါခေါင်းညိတ်ကောင်းကလုံးလို့မရနောက်တစ်ခုပါတယ်ကိုင်းမင်ကဘာဖြစ်တော့လေရွာတိတ်ရိန်ဟိုဘက်လေလိုက်ဟိုဘက်ရိန်သွားဒီဘက်လေလိုက်ဒီဘက်ရိန်သွားဒီနေ့ခက်ကတော့ဒီလိုခွချက်လို့ပါလို့လည်းပြောတာပါဟုတ်လားခြံသီးကိုခွထိုင်နေလို့လည်းပြောရင်ပြောမှာပေါ့ဗျာနော်အตาမဲ့ဘက်ပြေးကတ်တာပေါ့ဗျာအကိုင်းမင်လို့လူမျိုးတွေအဲ့ဒါအဲ့ဒီမျိုးလူတွေကခေါင်းဆောင်လို့ဖို့တော့မရအောင်နောက်လိတ်ကပါကိုယ့်ဘက်ကိုရက်တဲ့သူပေါ့တခြားသတ္တဝါတွေလည်းမရက်ဘူးလားတို့တော့တခြားသတ္တဝါတွေလည်းဒေါသကြီးတာတို့တော့ထင်တာမြင်တာဖြစ်တာကိုဒီလိုပြတာရက်တဲ့သဘောရှိတာကိုယ့်ဘက်ကိုရက်တဲ့ကိုယ့်အိတ်ထောင်နဲ့ခဲ့အိတ်ထောင်နေကျွန်းကြသွားရင်တော့သူများပေးတာကနေပရာဟိတဆိုပြီးတော့ကိုယ့်အိတ်ထောင်နဲ့ကိုယ်ထည့်နေတာတွေအများကြီးရှိကောင်းရှိလိမ့်မယ်ပြီးမှကျွန်းကြသွားမှသူများပေးဟုတ်လားစီဘုံကြီးမှောက်သွားမှရွှေတကုံဘုရားလှူပါတယ်ဘုရားဆိုတာမျိုးတွေအများကြီးမရှိနိုင်ဘူးအဲ့ဒါမျိုးတွေပါနော်